social ခန့်နေတဲ့လူတွေကြားတဲ့လုံခြုံရေးယူနီဖောင်းတဲ့လူတယောက်ဟိုဒီဒီဆက်ဆူနေပါတယ်။ထို social ခန့်နေတဲ့အင်တလုံးဟာဝန်ခွဲမောင်နှမတွေနဲ့မိသားစုရင်းနေပဲဖြစ်ပါတယ်။အသက်ရှင်နှစ်အရွယ် Kevin ဆိုတဲ့ကောင်လေးတယောက်ဖုံပြောနေသူမိခင်စီလာပြီးဦးလေးဖြစ်သူ friend ဟာ21 black ကမဟုတ်ပဲသူ့ကိုမပြလို့တိုင်နေပါတယ်။ Kevin ကတာတိုင်နေပေမဲ့မိခင်ဖြစ်သူကတော့မနက်ဖြန်ကရောက်မဲ့ Christmas နေ့မှာမိသားစုလိုက်ပြင်းတို့ကိုခီးထွက်ဖို့စီစဉ်နေရကြောင်းအလုံးရှုံနေပါတယ်။မိခင်ဖြစ်သူကဖုံပြောပြီးပြင်းတဲ့ခီးစဉ်ထွက်ဖို့အတွက် Kevin ကိုထုတ်ပိုးတွေထည့်ခိုင်းလိုက်ပါတယ်။အသက်ရှင်နှစ်အရွယ် Kevin အတွက်ထုတ်ပိုးထည့်တယ်ဆိုတာဘာတွေထည့်ရမယ်မသိတာကြောင့်မောင်နှမတွေစီလာမေးပါတယ်။မောင်နှမတွေအကုန်လုံးကတူးတို့နဲ့တူရှုံနေကြတာဖြစ်လို့ Kevin မေးတာကိုမင်းကအရှုပ်ထုတ်စံကုန်မီလေးတုံးစားများတဲ့ကောင်ဆိုပြီးတယောက်တစ်မျိုးပြောလို့လိုက်ပါတယ်။ဒါကြောင့် Kevin ဟာဒီရန်လူတွေအကုန်လုံးကသူ့ကိုယောဂရအောင်လုပ်နေတာတွေ့နှောင်ကြတော့ကိုယ့်ဘာသာကိုအင်ခွန်းနေမယ်ဆိုပြီးဟွာခွဲနေပါတယ်။ပြီးတော့ Kevin ဟာညာအိတ်တန်ရှူပေါက်တဲ့ဖူလာနဲ့မိတ်ချင်လို့ဘက်စီကိုတွားပြီးညတူနဲ့အိတ်ချင်ချောင်ပြောပါတယ်။ဘက်ကလည်းငါအီရှူပေါက်နေတော့မှမင်းတို့ကောင်ခေါ်မတိတ်ဘူးဆိုပြီးပြန်ပြောလိုက်ပါတယ်။ထို့အချိန်အတန်တစ်ခုကြားလိုက်တာကြောင့်ဘတ်ကအဖိုးကြီးမာဝီပဲတူတူနေဆိုပြီးပြင်းပေါက်ကတိုင်အောက်ကိုလှမ်းကြည့်လိုက်ပါတယ်။ Kevin ကဘယ်သူလဲမေးတော့မာဝီကတူ့မီတာစုကိုနှင်းကော်ပြားနဲ့တက်ခဲ့တဲ့သူအစားရှိတဲ့ပြင်ဘတ်ကအရှိနေတော့တူတူအိမ်ပဲလက်ကြည့်တဲ့အတွက်လိုက်ကချလိုက်ပါတယ်။ညရောက်တော့ပီဇာမှာစားကြပြီး Kevin စားနေကြချိပါတဲ့ပီဇာကိုဘတ်ကယူစားလိုက်တာကြောင့် Kevin ချိပါတဲ့ပီဇာစားခြင်းတယောက်ယောက်အမှစားရမယ်ဆိုပြီးဘတ်ကစနေပါတယ်။တိတ်မကြခင်ဘတ်ကပြုတ်လာပြီး Kevin ရေပကံလေးယူခဲ့လို့စားလိုက်တာကြောင့်စိတ်တူသွားတဲ့ Kevin ဟာဘတ်ကိုတွန်းချလိုက်ပါတယ်။ဘတ်ကအကြီးကွက်များကိုတိုက်မိလိုက်တာကြောင့်နိုင်ငံကူးလက်မှတ်များရေးစုကုန်ပါတယ်။ဒါကြောင့်အင်အားလူတွေအကုန်လုံးဟာ Kevin ကိုပြန်နာရှာနေရပဲအတုံးမကြတဲ့ကောင်ဆိုပြီးပြောနေတော့သူ့အမေက Kevin ကိုဆွဲခေါ်သွားပြီးအပေါ်တက်လိုက်ပို့လိုက်ပါတယ်။ပေါ်တက်ရောက်တော့ Kevin ကဒီငါလူတွေအကုန်လုံးကသူ့ကိုမုန်းနေကြတာဒီငါမိသားစုဝင်တွေအကုန်လုံးပျောက်သွားရင်ကောင်းမယ်ဆိုပြီးတယောက်တည်းပြောနေပါတယ်။မနေ့ရောက်တော့ Kevin အမေဖြစ်သူကနှုတ်ဆက်ကို8နာရီအလံပေးထားပေမဲ့ညကမီးပြတ်သွားလို့နာရီကြီးလိုက်ရ12နာရီရှိနေပြီဖြစ်ပါတယ်။ဒါကြောင့်ပြင်ဆင်စရာရှိတာအများပြင်ဆင်ပြီးကလေးတွေကိုတဲစီခိုင်းကလူရင်းနေတော့ဘတ်ကအမတ်ဆရာမားတွေရေးပြီးပြောနေရကြောင်းအမတ်ဆရာမားရေးမိပါတယ်။အိမ်ကလူတွေထွက်တော့ Kevin လည်းနိုးလာပြီးအိမ်ကလူတွေကိုလိုက်ရှာကြည့်ရတယောက်မှမတွေ့တာကြောင့်အောက်ကကားကိုတောင်ထဲကိုကားသွားကြည့်ပါတယ်။ကားကိုတောင်ထဲမှာလည်းကားတွေရှိနေရကြောင်းဆရာ Kevin လည်းဖျားတခင်ကသူဖြစ်ရှင်တဲ့အတိုင်းဖြည့်ဆည်းပြလိုက်ပြီးဆိုပြီးပြောနေပါတယ်။ဒါကြောင့် Kevin လည်းတိမ်လုံးမှာရှိတဲ့ပစ္စည်းတွေကိုမှုချင်းတိုင်းမှုပြီးစားချင်ရစားနေပါတယ်။ Kevin အမေဖြစ်သူကတော့စိတ်ထဲမှာမလိုမရဖြစ်ပြီးတခုခုလိုတယ်လို့ခံစားနေရတာကြောင့်သူ့ယောက်ျားကိုအင်တကားပိတ်ခဲ့လားကော်ဖီဆက်ပိတ်ခဲ့လားမေးတော့သူ့ယောက်ျားလည်းပိတ်ခဲ့တယ်လို့ပြန်ဖြေပါတယ်။ကားကိုတောင်ပိတ်ခဲ့လာမေးတော့အဲ့ဒါတကူပဲမေးခဲ့တာပါလို့ပြန်ပြောပါတယ်။ Kevin အမေလည်းတက်ပြင်းချပြီးအဲ့ဒါမဟုတ်သေးဘူးဆိုက Kevin ဆိုပြီးအမတ်ရကအကျယ်ကြီးထားဟောပါတယ်။ Kevin အမေဖြစ်သူကသူ့ကိုယ်သူဘလို့အမေမျိုးလဲအပြစ်တင်ပြောနေပေမဲ့ Kevin ကတော့တိမ်လုံးမွေနေပြီဖြစ်ပါတယ်။ညရောက်တော့တခိုးနှစ်ယောက် Kevin တို့ရက်ကွက်ကိုရောက်လာပြီးခိုးဖို့လာချောင်းပါတယ်။တခိုးတွေကလည်းကျန်တဲ့လူမဟုတ်ဘဲလုံခြုံရေးယူနီဖောင်းနဲ့လူဖြစ်နေပါတယ်။လုံခြုံရေးယူနီဖောင်းနဲ့လူက Kevin တို့အိမ်နဲ့မဟုတ်ပဲကျန်တဲ့3လင်းအိမ်ပါလေးလာထားပြီးသားဖြစ်ပါတယ်။ကိုအိမ်တွေအများကြီးထဲမှာအချီကြီးပွားမဲ့အိမ်ဖြစ်တဲ့ Kevin တို့အိမ်ကိုခိုးဖို့လုပ်ပါတယ်။ Kevin နဲ့တခိုးတွေတူတို့အိမ်သာကားရတန်ကြတော့တိမ်လုံးကမီးတွေထဖွင့်ပါတယ်။တခိုးတွေလည်းဒီကနေအမြင်ထွက်သွားမှဖြစ်မယ်ဆိုပြီးထားပြေးပါတယ်။နှစ်ပြန်ရောက်တော့ Kevin ဟာလူကြီးကောင်းချော်ရီတုံးပစ္စည်းတွေရင်မွေးတွေတုံးပြီးပြင်ဆင်နေပါတယ်။ပြင်ဆင်နေစဉ်တူသွားတဲ့တန်ပြောင်းနေရကြောင်းဘတ်အခန်းထဲကပတ်စံဝင်ယူတာ Kevin ကြောင့်ဆွင်းကြီးကျိုးသွားပြီးဆရာ Kevin ပြုတ်ကျသွားပါတယ်။ Kevin လည်းပတ်စံယူပြီးလန်ထိတ်ကစတိုးဆိုင်ကိုတွားတဲ့တန်တွားဝင်နေတော့ဘေးမှာခိုးနေတဲ့တခိုးနှစ်ယောက်ကလည်းအားရပါရကိုခိုးနေပါတယ်။လန်ထိတ်ကဈေးဆိုင်မှာတော့ဆရာ Kevin ကကောင်တာမှာတူဝယ်တဲ့တွားတဲ့တန်ကဆေးဘက်ဆိုင်ရာခွင့်ပြုချက်ရှိမရှိစစ်ဆေးနေတော့အဖိုးကြီးမာဝီရောက်လာတာကြောင့်ကောင်တာမှာပတ်စံမရှင်းမဲ့ထားပြေးပါတယ်။အဲ့လိုထားပြေးမိတဲ့ Kevin ကိုဆိုင်ရှင်ကအလေးတို့တမဆိုပြီးရဲကိုပြောလိုက်တာကြောင့် Kevin လည်းရဲလိုက်လို့ထွက်ပြေးရပြန်ပါတယ်။ဆရာ Kevin တယောက်ပြေးနေရင်ရှိုးချက်ခန့်နေတဲ့နှင်းလျှောသီးတူတွေရဲ့ကြွားကြားတဲ့ဝင်ပြီးလို့သွားပါတယ်။လူခဏကိုတူတောင်မနိုင်တဲ့ဦးရဲကြီးကတော့နှင်းလျှောသီးတူတွေကိုတိုက်မိကအလေးတို့တမလေး Kevin ကိုလွတ်သွားပါတယ်။မိသားစုဝင်တွေတူနားမှာမရှိတဲ့ Kevin ရဲ့အပြန်လမ်းမှာအတွေ့များစွာနဲ့လမ်းလျှောက်နေတော့သူ့ဝင်ကိုဝင်ခုံးမဲ့တခိုးနှစ်ယောက်ကားနဲ့တိုက်မိလို့ဖြစ်ပါတယ်။တခိုးတွေကလည်း Kevin ကိုဘလို့လမ်းလျှောက်လာတဲ့ဆိုပြီးအပြစ်ပြောနေပါတယ်။ Kevin လည်း sorry ပါလို့လည်းပြောပြီးတခိုးရဲ့ရွှေသွားကိုမြင်သွားတာကြောင့်ဆက်စုရဲ့လုံုံရေးနဲ့တီးသွားပါတယ်။ထို့ကြောင့် Kevin ဟာထိုနားမှာအမြန်ထွက်လာခဲ့ပြီးတခိုးတွေကလည်းဒီကလေးကိုမတင်ကားဘူးဆိုပြီးနောက်ကနေလောက်ချောင်းပါတယ်။ဒါကိုကြိုတီးတဲ့ဆရာ Kevin ကအင်းထဲမှာပြန်မဲ့လမ်းမားတွေလျှောက်သွားကဖះเจ้าနဲ့ဝင်သွားပါတယ်။တခိုးတွေကလည်းဖះเจ้าနဲ့ဝင်ရင်ဘူးဆိုပြီးလက်ထွက်သွားပြီးတကယ်တမ်း Kevin ကဖះเจ้าနဲ့ဝင်သွားတာမဟုတ်ပဲဖះเจ้าရှိကရုပ်ထုမှာရုပ်ထုရောင်ဟန်ဆောင်နေတာဖြစ်ပါတယ်။ညရောက်တော့ Kevin တို့အိမ်ကိုမျက်စိကျနေတဲ့တခိုးတွေဟာ Kevin တို့အိမ်ရှိကိုခိုးဖို့လာပါတယ်။ Kevin တို့အိမ်ကိုခိုးဖို့လာပေမဲ့ Kevin တို့အိမ်မှာလူတွေကနေတဲ့အရေးအယောင်ကိုမြင်သွားတာကြောင့်တခိုးနှစ်ယောက်အံ့ဩနေပါတယ်။တကယ်တမ်းထိုးအားတွေကလူစစ်တင်ကိုပဲအယုတ်တွေဖြစ်နေပါတယ်။ထိုရုပ်တွေကိုဆရာကြီး Kevin ကထိန်းချုပ်ထားပြီးရုပ်တရုပ်ပုံစံမျိုးကျိုးနဲ့လှုပ်ရှားထားတာဖြစ်ပါတယ်။ထို့ကြောင့်တခိုးတွေကလည်းလူရှိတဲ့အထင်နဲ့ဒီနာကြာကြာနေလို့မကောင်းဘူးဆိုကထပြန်ပါတယ်။တခိုးတွေလည်းပြန်သွားပြီးတဲ့နောက် Kevin လည်းပီဇာမှာစားပြီးပီဇာပူးတဲ့သူလာတဲ့အခါကလေးတယောက်တည်းအိမ်ထဲမှာရှိနေမဲ့တီးမှကြောက်တာကြောင့်အဖြူမဲရုပ်ရှင်ကားတွေကဒိုင်ယာလော့အနေငယ်ဖွင့်ပြီးဆရာ Kevin တယောက်ပီဇာကိုထားကြယူပါတယ်။တစ်ဖက်မှာလည်း Kevin ရဲ့မိခင်ဖြစ်သူဟာလေရင်လက်မှတ်တွေက Christmas ကာလအတွင်းလွယ်လွယ်နဲ့ဝယ်မရတာကြောင့်
ဝယ်ပြီးသားတူတွေစီကများမကတူစီမှာရှိသမျှငကက်နာယီပတ်စံအိတ်စသည်တို့ဖြင့်လာချေးပေးပြီးဝင်နေပါတယ်ဆရာကယ်ဗင်တယောက်ညာအိယာဝန်ခံဤမိသားစုတွေကိုလွမ်းကြောင်းဓာတ်ပုံကြည့်ပြီးပြောနေပါတယ်မနက်ကိုလမ်းဆန်းတော့ကြစွာတချင်းလေးဆိုပြီးမှန်ရှိမှပြင်းပြင်းကအင်အတွက်လိုအပ်တဲ့အရာတွေကိုဆရာကယ်ဗင်တယောက်တွားဝယ်ပါတယ်လေးတိုင်းမှာလည်းလူကြီးစတိုင်နဲ့ပြည်စည်းတွေရွေးပြီးဆရာကယ်ဗင်တယောက်ဝယ်နေပါတယ်အိမ်မြန်ရောက်တော့အဝေးလျှော့စက်နဲ့အဝေးလျှော့နေစဉ်အပြင်မှာတခိုးတွေကတော့မနက်ကျလူမရှိဘူးညာတော့ကလူရှိတယ်ဆိုပြီးတခုခုမှနေမှကြည်ထားမိပါတယ်ဒါကြောင့်ကယ်ဗင်အိမ်ကိုတွားချောင်းပြီးလူရှိမရှိအတီးပြရန်အင်ရှိတကားကိုတခုနှစ်ယောက်တွားခောက်ပါတယ်ဆရာကယ်ဗင်ကလည်းကလေးတယောက်တည်းအိမ်ထဲနေတာမသိသေးခြင်းလို့လူကြီးဘူးတဲ့အဖြူမဲ့ရုပ်ရှင်ကားတွေကဒိုင်ယန်လော့တွေကိုဖွင့်ပြီးတနက်ပြစ်တဲ့အခန်းနဲ့ပြောင်းနဲ့တွဲပေးလိုက်တဲ့အတွက်တခိုးတွေကလည်းလူတက်မှုဖြစ်နေတယ်ဆိုပြီးထားပြေးပါတယ်ကယ်ဗင်အမေလည်းကယ်ဗင်စီကိုပြန်လာရင်လေရင်ထက်ကစီးပြီးတဲ့နောက်ဆုံးစီးရမယ့်လေရင်အတွက်လက်မှတ်ဖြတ်မရဖြစ်နေပါတယ်ကယ်ဗင်အမေလည်းတူးခက်ခဲတွေပြောပြီးလက်မှတ်ဝယ်တော့လဲလူပြည့်နေတဲ့အတွက်လက်မှတ်ဝယ်မရခဲ့တာကြောင့်ဘေးကတီဝိုင်းဖွဲ့ကလူတွေကကယ်ဗင်အမေခက်ခဲတွေကိုကြားပြီးသူတို့နဲ့ကားကြုံစီးခွင့်ပေးလိုက်ပါတယ်ကယ်ဗင်အပြင်ထွက်တစ်ပင်ခုတ်တာကိုတခိုးတွေကလည်းမြင်သွားပြီးအိမ်ထဲကိုပြင်းပေါက်တိုင်းလှမ်းကြည့်ပါတယ်တခိုးလမ်းကြည့်တဲ့အချိန်ကယ်ဗင်တယောက်တည်းရှိရာကြောင့်တခိုးတွေကလည်းထိုအိမ်မှာကလေးတယောက်တည်းရှိတာည9:00 နာရီဒင်းကိုဝင်ဖောက်မယ်လို့ပြောတာကိုကယ်ဗင်ကြားသွားပါတယ်ညရောက်တော့ကယ်ဗင်ဟာဆန်နာကလော့စီကိုတွားကသူ့ရဲ့မိသားစုတွေကိုပြန်လိုချင်ကြောင်းပြောပြီးဖះเจ้าစီကိုထွက်သွားပါတယ်ဖះเจ้าမှာကယ်ဗင်ထိုင်နေတော့အဖိုးကြီးမာယူကကယ်ဗင်စီတဖြည်းဖြည်းလျှောက်လာပြီးကယ်ဗင်ဘေးမှာထိုင်လို့ရလားမေးတာကြောင့်ကယ်ဗင်လည်းကြောက်ကြောက်နဲ့ထိုင်လို့ရပါတယ်လို့ဖြေလိုက်ပါတယ်အဖိုးကြီးမာယူကကယ်ဗင်ကိုဒီနေ့မှတလင်းလင်းမမနေခဲ့ရင်လားလို့မေးပါတယ်ကယ်ဗင်နဲ့အဖိုးကြီးမာယူကအတော်ကြာစကားပြောခဲ့ပြီးအဖိုးကြီးမာယူကအပြင်တွေ့ရင်နှုတ်ဆက်လို့ရကြောင်းအပြင်မှာကြားရတဲ့တူသတင်းတွေကအမှန်ကန်မို့ကြောင်းပြောပါတယ်ထို့အချိန်နိုင်ထိုးတန်ကြတာကြောင့်ကယ်ဗင်ဟာအိမ်အမြင်ပြေးပြန်လာကည9:00 နာရီစာပလန်ချပါတယ်ပလန်ချပြီးအစီအစဉ်အကြထောင်းကြောက်တွေဆင်ပါတယ်တူလို့ရမယ့်ဟာတွေလုပ်ပြီးတဲ့နောက်ကယ်ဗင်ကညသာစားမလို့လုံးနေစဉ်နိုင်စဉ်က9:00 နာရီထိုးတန်ကြတာကြောင့်ကလေးတစ်နက်ကိုယူကတကားပေါက်နားမှာဝင်ရမောက်ကနေရာယူထားပါတယ်ထိုအချိန်တခိုးတွေကလည်းတကားပေါက်ဖွင့်ရန်ကလေးကိုအားချောင်းနေတဲ့အတွက်ခြေထောက်ကိုတနက်စာမိသွားပါတယ်။ကြံတခိုးတစ်ယောက်ကလည်းခေါင်းထွက်လာတဲ့အတွက်ကယ်ဗင်ရဲ့တနက်စာမိသွားပါတယ်။တနက်စာမိသွားတဲ့တခိုးကလည်းကယ်ဗင်ကိုဒေါသထွက်သွားကတယောက်ကမြေရောက်ခန်းတိုင်းတယောက်ကနောက်ဖေးတကားတိုင်းတွားရင်တိုင်ပင်ပြီးဒေါသတကြီးထွက်သွားပါတယ်။နောက်ဖေးတကားတိုင်းတွားမဲ့တခိုးကလှေကားမှာကယ်ဗင်ချော်လဲအောင်လှုပ်ထားတာကြောင့်လှေကားပေါ်မှာချော်လဲသွားကအောက်ကိုကျသွားပါတယ်။မြေရောက်ခန်းတိုင်းဝင်မဲ့တခိုးကလည်းဆရာကယ်ဗင်ရဲ့အကွက်ထဲမိသွားပါတယ်။မြေရောက်ခန်းထဲကတခိုးကလည်းခြေထောက်ကိုကုတ်ချစ်ကတကားကိုလက်ပြီးအခန်းထဲဝင်ကမီယိုးတွဲလို့ဆွဲလိုက်တာဆရာကယ်ဗင်စင်ထားတဲ့ထောင်ချောက်ဖြစ်နေတယ်။မီးဘူးကမျက်နှာပေါ်ကျလာကမျက်နှာနဲ့မီးဘူးကော်ပြီးကူးပြီးသားဖြစ်သွားပါတယ်။နောက်ပြီးပေါက်တိုင်ဝင်မဲ့တခိုးလည်းအပေါ်ကိုရောက်လာကလက်စကိုင်းကိုဆွဲပြီးတကားကိုဖွင့်လိုက်ရာလက်မှာအပူကတ်သွားပြီးအမန်တစိမ့်မှတ်ပြီးသားဖြစ်သွားပါတယ်။မြောက်ခန်းထဲကတခိုးကလည်းမြောက်ခန်းထဲတိုင်းအိမ်ပေါ်ကိုတက်လာမဲ့လေကားမှာဆရာကယ်ဗင်ကကစေးတွေတုတ်ထားတာကြောင့်ဖနှက်ချွတ်သွားရကခြေထောက်မှာတန်ချောင်းဆိုးမိပြီးအောက်ကိုပြုတ်ကျသွားပါတယ်။နောက်ဖေးပေါက်တိုင်သွားမဲ့တခိုးကလည်းဒေါသအတောင်းလိုက်ထွက်သွားကအင်းရှိပေါက်တိုင်ဝင်လာလို့ဆရာကယ်ဗင်ကခေါင်းနှွေးပေးလိုက်ပါတယ်။မြောက်ခန်းတိုင်တက်လာတဲ့တခိုးလည်းအပေါ်တက်လာပြီးပြတင်းပေါက်တိုင်ဝင်ကအယုတ်တွေတက်နေပြီလို့အော်နေပါတယ်။ခေါင်းနှွေးခံလိုက်ရတဲ့တခိုးလည်းတကားပေါက်ကိုဖိုက်တာလို့ဖွင့်ပြီးဝင်လာကကလေးတယောက်ကိုညံရီမမီတဲ့တခိုးတွေကတိုင်ပတ်နေပါတယ်။ကယ်ဗင်နဲ့ထောင်ချောင်းမျိုးစုံထောင်ထားသည့်တိုင်အောင်အန်ဂျူမင်တခိုးတွေကလည်းအလူးလဲခံနေရပါတယ်။ကယ်ဗင်လည်းရဲကိုဖုံးဆက်ပြီးတစ်ဖက်တစ်ပင်ကအိမ်လေးစီကိုကြိုးတန်းလေးနဲ့ပြေးသွားပါတယ်။အန်ဂျူမင်တခိုးတွေလည်းကြိုးတန်းနဲ့လိုက်ရကယ်ဗင်ကကြိုးဖြတ်လိုက်တာကြောင့်ဆရာကြီးနှစ်ပါးပြုတ်ကျသွားပါတယ်။ဆရာကယ်ဗင်လည်းထွက်ပြေးရတခိုးတွေကလည်းလိုက်ဖမ်းရအချစ်ကပြေးလို့လိုက်တာလားလိုက်လို့ပြေးရလားဖြစ်ကုန်ပြီးနောက်ဆုံးမှာတော့တခိုးနှစ်ယောက်ကဆရာကယ်ဗင်ကိုမိသွားပါတယ်။ကယ်ဗင်ကိုမိသွားပြီးတခိုးတွေကလည်းကယ်ဗင်ကိုအရေးပြားနှောင်မဲ့လုံနေစဉ်ခေါ်ပြားနဲ့နောက်ကနေအဖိုးကြီးမာဝီရောက်လာပြီးဝင်ရိုက်ပါတယ်။တခိုးတွေလည်းမိသွားပြီးရဲတွေလိုရှိနေတဲ့တခိုးနှစ်ယောက်ကိုဖမ်းမိသွားပါတယ်။နောက်ရောက်တော့ကယ်ဗင်ရဲ့မိခင်ဖြစ်သူနဲ့မိသားစုဝင်တွေရောက်လာသူလည်းသူ့မိသားစုဝင်တွေကိုလွန်ဆွဲနေကြောင်းပြောရင်ဇလန်လေးပြီးဆုံးသွားပါတယ်